ဆိုတော့ကျွန်တော်ရဲ့အတ္တတာမှာဖယားတဲ့ခင်ကကျွန်တော်နောက်ကပတ်တော်ကိုညတာဆိုခံယူတော်သူတွေဖြစ်ဖို့အရေးကြီးတယ်ကျွန်တော်ရဲ့အတ္တတာမှာဘာအရေးကြီးတယ်လဲဆိုတော့ဝမ်းနဲ့မဲ့အကြောင်းတွေပဲလူတွေပြောတဲ့အချိန်မှာအယားဝမ်းနဲ့တတ်ကြတယ်ဖယားတည်ယူစေတဲ့နောက်ကပတ်တော်ထဲမှာကျွန်တော်ရဲ့အတ္တရှင်ချင်းတစ်ခုလုံးနဲ့ဆိုင်တဲ့နောက်ကပတ်တော်တွေရှိတယ်နံပါတ်1ပေးကမ်းခြင်းနဲ့ဆိုင်တဲ့နောက်ကပတ်တော်တွေရှိတယ်ပေးဆက်ခြင်းနဲ့ဆိုင်တဲ့အတ္တတာတွေရှိတယ်အစိခံခြင်းနဲ့ဆိုင်တဲ့အတ္တတာတွေရှိတယ်တခါတလေစိတ်ကချင်းခေါင်းဆောင် leadership တာဝန်ယူနိုင်တဲ့နေရာမှာအစိခံရမယ့်ဝန်သားတွေများစွာရှိတယ်အခုလိုခေတ်ကာလမှာဝိညာဉ်တော်ဖရာရဲ့တင်ယူပေးခြင်းနဲ့ကိုညီမစာခြင်းနဲ့နောက်ကပတ်တော်လည်းနေလာဖို့လိုတယ်ကျွန်တော်တို့မှာရှိတဲ့အသွင်ထဲမှာရှိတဲ့နောက်ကပတ်တော်နဲ့ပဲအခြေအနေမှာဆိုခိုင်ခတ်သောအတ္တရှိဖို့ကျွန်တော်တို့ပတ်တော်ခံယူဖို့လိုတယ်ဆိုတာဒီနေ့အားပေးခြင်းနဲ့မိမိရဲ့အတ္တမှာဖယားတဲ့ခင်ဆိုင်ပြောပေးတော့ခရိယန်အတ္တဖယားပြင်ဆင်ပေးတော့အတ္တကိုဒီဘုရားတော်ရရေလောင်ပေါင်းတည်ပေးဖို့ပဲဖြစ်တယ်ဆိုတာဒီနေ့အားပေးခြင်းနဲ့သူများလိုက်လို့မှခိုင်းမှလိုက်လို့တဲ့သူတဲ့ကျွန်တော်ကိုဟိုးဆော်နေတဲ့လုတ်စေခြင်းနဲ့အထူးသဖြင့်တမန်တရားမှာအထူးသဖြင့်ဖယားနဲ့ဆိုင်တဲ့အသက်ရှင်ခြင်းအရာမှာလုတ်ဆောင်ဖို့ကျွန်တော်တို့ကိုဟိုးဆော်နေတဲ့ကိုယ်နဲ့ဆိုင်တဲ့ဝိညာဉ်တော်ရှိဖို့လိုတယ်။ဒါလည်းကျွန်တော်ကပတ်တော်ကိုကျွန်တော်စနစ်တကျနားထောင်လာတဲ့အချိန်မှာအထူးသဖြင့်ဖယားကိုအစီခံခြင်းကိုနားလည်လာတဲ့အချိန်မှာအစီဒိမန်နိုင်လာချဆိုပြီးမှကျော်ရဲ့ဆရာနဲ့ဘာနဲ့ကျွန်တော်အစာပြုလာတဲ့အချိန်မှာအယံဝမ်းမြောက်တယ်။အိုးမနေ့စောစောကျွန်တော်ဒီခွဲတော့ဒီအိုင်မာစီခံလေကျွန်တော်မနေ့စောစောဆရာမတော်ခင်မှာဘယ်သူမှမရောက်ခင်မှာကျွန်တော်တကားဖွင့်တယ်။အိုးခုံစီတယ်မောက်တိုက်တယ်ကြောက်ခိတာမတိတာဘူးရတဲ့ပြဿနာမရှိကြော်လို့တတ်တာပါရှိတယ်ကျွန်တော်ဟာနဲ့ကျွန်တော်ရှာတယ်ကျွန်တော်အထဲမှာတကယ်ဘုရားတကယ်အသက်ရှင်နေနောက်ကဘာတော့အသက်ရှင်လာပြီဆိုရင်ကျွန်တော်တို့ကလူတွေဘူးစောစရာတိတ်မလို့ဘူးအထူးသဖြင့်ခင်ဗျားရဲ့အသက်တာမှာထူးခြားမှုတွေရှိမလားတဲ့ဘူးဆိုတော့အခုကိုလို့နောက်ကဘာတော့မရှိလို့လားဝိညာဉ်တော်နဲ့အတူမသွားလာလို့လားခင်ဗျားရဲ့အသက်တာမှာဝိညာဉ်တော်ဥဆောင်နေပြီတမန်တရားကခိုင်ခတ်စွာနေရယူပြီးမှဝိညာဉ်တော်ဖယားဥဆောင်နေပြီဆိုရင်တော့ခင်ဗျားမပြောင်းလဲလာစရာအကြောင်းမရှိဘူးခင်ဗျားအသက်တာမှာထူးခြားလာစရာအကြောင်းမရှိဘူးသူတို့ရဲ့အသက်တာမှာတော့ခြေပုံထဲကနေအသက်ရှင်တဲ့သူဖြစ်နေပါစေဖယားကဆွဲထုတ်ပြီးမှခင်ဗျားမိသားနေရာမှာစရရပြီးမှဖြစ်တယ်ဟာလေလုယာနဲ့လုံးသားထဲကနေကျွန်တော်စပြီးမှစကားပြောလာတဲ့အချိန်မှာဖယားတဲ့ခင်ကကျွန်တော်လုပ်ချင်တယ်လို့ကျွန်တော်ဖယားကိုပြောစရာမလိုဘူး။ automatic ကျွန်တော်စိတ်မှာကျွန်တော်အတွက်ကြော်ထမ်းဆောင်ရမယ်လို့ငါအစစ်တစ်ချထားတယ်။ကျွန်တော်အထဲမှာဝိညာဉ်တော်ဖယားအသက်ရှင်တာဖြစ်တဲ့အတွက်အရှင်နဲ့မတူတော့ဘဲနဲ့ဖယားရဲ့တားရဲ့ဘုံတရံနဲ့အသက်ရှင်လာတာဖြစ်တဲ့အတွက်ခင်ဗျားဟာထူးခြားတော်သူဖြစ်လာတယ်။ဒါလည်းဖယားနဲ့အသက်ရှင်တဲ့နောက်ပိုင်းမှာပိုးပြီးမှလမ်းဆောင်လာတယ်။ပိုးပြီးမှအသက်တာမှာစိတ်ချမှုရှိလာတယ်ဒီနေ့ကျွန်တော်ရဲ့တိုးဝင်ခြင်းဟာဒီနေ့ကျွန်တော်တို့ရဲ့စက်ကခြင်းဟာအဆုံးမလက်ဆောင်ရတော့ဘုရားအသက်တာဖြစ်ဖို့